ကဲချစ်ချင်းမေတာနဲ့တိဆောက်ထားတဲ့ဆက်ဆံရေးတစ်ခုကိုတကယ်ခိုင်မြဲစေလာကဖာလေအထူးသဖြင့်ပေါ့နော်နှစ်ယောက်ကြားကယဉ်နေတဲ့ဆက်ဆံရေးမှာဘာတွေကအရေးကြီးဆုံးလဲဆိုတာကိုဒီတစ်ခေါက်မှအဖြေရှာကြည့်ကြရအောင်ပါဒီเจ้าရကဆက်ဆံရေးတွေကိုပိုပြီးခိုင်မြဲစေဖို့ပိုပြီးနှရှိုက်တဲ့နောင်လေဖို့တွေတိဆောက်နိုင်ဖို့အတွက်အဓိကကြတဲ့အချက်တွေကိုဖော်ထုတ်ပြသွားမှာပါဆိုတော့လေဒီဆက်ဆံရေးရဲ့အနရှိုင်းဆုံးအပိုင်းကိုတကယ်နားလည်ဖို့ဆိုရင်ကျွန်တော်တို့အခြေခံဆုံးမေးခွန်းတစ်ခုကနေစရမှာမယ်အိမ်ထောင်ရေးမှာပြဿနာတွေကတကယ်တမ်းကျတော့ဘယ်နေရာကနေအစပြုလာတာလဲဒါတေးသေးမောမောနားလည်မှုလွယ်တာမျိုးကိုပြောနေတာမဟုတ်ဘူးနော်အရေးမြင့်မှာဖော်ပြထားတာကတော့ဒီကိစ္စမှာနားလည်မှုအားနည်းတာကနေဖောက်ပြန်မှုတွေနောက်ဆုံးမှာမိသားစုတွေပြိုကွဲတဲ့အထိပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်နေဆိုတာပါပဲအဲ့ဒီတော့ဒီနေရာမှာအထူးကြတဲ့အချက်တစ်ခုထွက်လာပါတယ်အဲ့ဒါကတော့ကိုလက်တွဲဖော်ရဲ့လိုအပ်ချက်တွေကိုမသိရနားမလဲတာကပဲဆက်ဆက်ရေးအချက်တေးတွေကိုတက်ရိုက်ဖြစ်ပေါ်စေတတ်တယ်ဆိုတာပါပဲနားလည်မှုဆိုတာဘလောက်အရေးပါလဲဆိုတာကိုမီးမောင်းထိုးပြလိတယ်လို့ပါပဲဟုတ်ပြီဒါဆိုရင်နားလည်မှုလွဲမှားခြင်းကပြဿနာဆိုရင်အဲ့ဒီရဲ့အရင်းမြစ်ကတော့ဘာဖြစ်မလဲရင်းမြစ်ကတိကျတဲ့နေရာတစ်ခုကိုညွှန်ပြထားတာပါအရင်မြစ်ကတော့လိန်ပိုင်းဆိုင်ရာမကျေနပ်မှုဟာဖောက်ပြန်မှုတွေနဲ့တက်ရိုက်ဆက်ဆက်နေတယ်ဆိုတဲ့အားကောင်းတဲ့အဆိုတစ်ခုကိုတင်ပြထားပါလေဒါကတကယ်ကိုအလင်းနဲ့ထားစဉ်းစားတဲ့အချက်တစ်ခုပါဒါပေမဲ့လိမ်ပိုင်းဆိုင်ရာဂျင်းနဲ့မှုဆိုလားရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တစ်ခုတည်းလားရင်းနှီးမှုမှာတကယ်အရေးကြီးတာပါလဲဆိုတဲ့လူများစုရဲ့အယူအဆတစ်ခုကိုအရင်အမြစ်ကစင်ခေါ်လိုက်ပါလေဒါတကယ်ကိုအန်အိုးရှာကောင်းတဲ့ခြားနာချက်ပဲမဟုတ်လားတစ်ဖက်မှာလူအများစုအဓိကတော့ထင်ထားတဲ့အရာနောက်တစ်ဖက်မှာတော့အမျိုးသမီးတွေတကယ်တန်ဖိုးထားတဲ့အရာအဲ့ဒီနှစ်ခုကြားကွာဟာချက်ကတော်တော်ကြီးပါတယ်ဆိုတော့ဒါဟာနာယီကြည့်နေရမယ့်ကိစ္စမဟုတ်ကဘူးချိတ်ဆက်မှုတည်ဆောက်ရမယ့်ကိစ္စပါထိတွေ့မှုနန်းဆိုင်မှုနဲ့ချစ်ခင်တဲ့စကလုံးတွေကနေတည်ဆောက်ရတဲ့နှစ်ချိုင်းတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာနောင်ကျိုးကပိုပြီးအတိတ်ပဲရှိတယ်လို့အရင်မင်ကအလေးပေးထားတာပါဒါကမေးခွန်းတစ်ခုကိုမွေးချိုးလိုက်ပါတယ်လက်တွဲဖော်တယောက်အနေနဲ့ဒီလိုအရေးပါတဲ့ချိတ်ဆက်မှုနဲ့စိတ်ဆန္ဒကိုဘလို့တက်ကြွတည်ဆောက်နိုင်မလဲကံကောင်းစွာနဲ့ပဲအရင်အမြင့်ကလက်တွေ့ကြတဲ့လိုင်းညွှန်ချက်တီးပေးထားပါတယ်ဒီမေးခွန်းကိုအရာမြစ်ကရှောင်မသွားပါဘူးရိုးရှင်းပြီးအစင်လက်လှုပ်ဆောင်နိုင်တဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ်တိုက်ရိုက်ချင်းကပ်ထားပါတယ်ဒီနေရာကအစီအစဉ်ကိုတတိပြုကြည့်ပါဒါကတိုက်ဆိုင်မှုမဟုတ်ပါဘူးအဓိကတော့ချက်ကတော့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေမစတင်ခင်မှာစိတ်နဲ့ခံစားချက်ကိုအရင်နိုးကြစေပြီးအခြေခံအောင်မြစ်တစ်ခုတိဆောက်ဖို့ပါပဲအရင်အမြစ်ကလက်နက်စိုးပေးခြင်းရဲ့စွမ်းအားကိုအလေးပေးဖော်ပြယုံတင်မကကိုထိရောက်မှုရှိတယ်ဆိုတာကိုယုံကြည်လွန်လို့မှတ်မိလွယ်တဲ့နာမည်ဖြောင်လေးတောင်ပေးထားပါသေးတယ်ဒီနည်းလမ်းတွေကိုအခြေခံဖြစ်ထားပြီးတော့နောက်တစ်ဆက်အနေနဲ့မကြာခဏအနားလည်မှုလွဲခံရတဲ့ခေါင်းစဉ်တစ်ခုဖြစ်တဲ့အမျိုးသမီးတို့ရဲ့ပြီးမြောက်ချင်းကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒါကအံ့ဩစရာကောင်းနိုင်ပြီမဲ့အရင်မြစ်ကအရေးကြီးတဲ့အချက်တစ်ခုကိုထောက်ပြထားပါတယ်အမျိုးသမီးတော်များများအတွက်ပြီးမြောက်ချင်းဆိုတာမရောက်ဖူးသေးတဲ့နေမြေတစ်ခုလိုဖြစ်နေတော့မှာပဲဒီနေရာမှာရှင်းလင်းတဲ့ကွာခြားချက်တစ်ခုရှိပါတယ်အမျိုးသားတွေအတွက်ပြီးမြောက်ချင်းဆိုတာမျိုးတော့အဖြစ်ရှင်းလင်းပြသတဲ့ဖြစ်စဉ်တစ်ခုပါဒါပေမဲ့အမျိုးသမီးတွေအတွက်ကပိုပြီးရှုပ်ထွေးနေပြီးရှာဖွေတွေ့ရှိမှုတွေနဲ့ပြည့်နေတွေခရီးတစ်ခုအဖြစ်ဖော်ပြထားပါတယ်ဒါကလက်တွဲဖော်ရဲ့အခန်းကဏ္ဍဘလောက်အရေးကြီးတယ်ဆိုတာကိုမီးမောင်းထိုးပြလိုက်တာပါပဲဖိအားပေးဖို့မဟုတ်ပဲဒီတရားမှုကိုအတူတကွရှာဖွေတွေ့ရှိတဲ့ခရီးလမ်းမှာအားပေးဖို့တယောက်အဖြစ်ရှိနေပေးဖို့ဖြစ်ပါတယ်ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာအသားအစည်းတွေကလမ်းမှာပိတ်ဆို့နေရောဘယ်လိုလုပ်မလဲကဲရင်းနှီးမှုကိုအဟံအသားချစ်စင်နေတဲ့လက်တိတ်ချမ်းမကြီးပြဿနာရဲ့အကြောင်းဆက်ကြည့်ကြရအောင်ဒါကလူတိုင်းစိုးရင်တက်တဲ့ကိစ္စတစ်ခုပါရင်းနှီးမှုဟာတားရမှုအစားနာခြင်းမှုကိုဖြစ်စေတဲ့အခါဘာဆက်လို့တင်လဲမတက်မတာဖြစ်ခြင်းဒါမှမဟုတ်စိတ်ဆန္ဒမရှိခြင်းတွေနောက်ကွယ်မှာချမ်းမကြီးဆိုင်ရာအကြောင်းရင်းတွေရှိနေနိုင်တယ်ဆိုတာကိုသိထားဖို့အရေးကြီးပါတယ်အရင်မြစ်ကတတိဖြူတဲ့နဲ့အဖြစ်များရဲ့ပြဿနာအချို့ကိုဖော်ပြထားပါတယ်ဒီနေရာကနေယူသွားရမယ့်အဓိကအချက်ကတော့ရှင်းလင်းပြီးအရန်အရေးကြီးပါတယ်ဒီလိုလက္ခဏာတွေကိုလစ်လျူမရှုပါနဲ့ကျမရေးပညာရှင်တယောက်နဲ့တိုင်ပင်ဆွေးနွေးခြင်းကဖြစ်ရှင်ချက်ချဖို့အတွက်အဓိကကြတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်ဒီအကြောင်းအရာတွေအားလုံးကနောက်ဆုံးမှာအားကောင်းတဲ့မိကွန်းတစ်ခုစီကိုဥတည်သွားပါတယ်အဆုံးစွန်မှာတော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးပွင့်လင်းရိုးသားစွာဆွေးနွေးပြောဆိုခြင်းကဆက်ဆံရေးတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်ကိုပဒိုင်းရတာကြီးပြောင်းလဲခိုင်မာစေနိုင်မလဲဒါကလည်းကိုစဉ်းစားစီရပါတယ်